Hello 皆さんဒါကတော့ grammar pattern 1လေးရဲ့ပေါ့နော်ဒါကပထမဆုံး grammar pattern လေးတစ်ခုဖြစ်တဲ့ grammar pattern 1လေးရဲ့exercise လေးရဲ့ခိုတာအဲပေါ့နော်အဖြေလေးကိုဖြေပြပြီးမှဖြစ်တယ်ပေါ့နော်皆さんတို့ကကိုဖြေထားတာလေးတွေနဲ့တိုက်ပြီးတော့မှန်မှန်အဖြေတိုက်ကြည့်ကြပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်နံပါတ်1ကဆိုလို့ရှိရင်မိရာဆန်ဝါအမေရိကဂျင်ဒါစ်ဆိုတဲ့ခါကျတော့ဒါမိရာဆန်ဒီအမေရိကန်လူမျိုးဖြစ်ပါတယ်တဲ့အဲဆိုနံပါတ်1ကကျတော့ယာမာရာဆန်ဝါနီဟွန်ဂျင်ဒါစ်ယာမာရာဆန်ဒီဂျပန်လူမျိုးဖြစ်ပါတယ်နိပန်ကကျတော့ဝတ်တိုဆန်ဝါအီဂီလီဆုဂျင်ဒါစ်ဝတ်တိုဆန်ဒီအင်္ဂလန်လူမျိုးဖြစ်ပါတယ်စံပန်တာဝပွန်ဆန်ဝါထိုင်းဂျင်ဒါစ်တာဝပွန်ဆန်ဒီထိုင်းလူမျိုးဖြစ်ပါတယ်ယွန်ပန်ယူမီတိုဆန်ဝါစမီမာဆန်ကမနာဆိုင်ရှူမီတိုဆန်ဝါဒိုစ်ဂျင်ဒါစ်ရှူမီတိုဆန်ဒီဂျာမနီလူမျိုးဖြစ်ပါတယ်ဟုတ်ပြီနော်မှန်ကြလားမသိဘူးနော်နိဗ္ဗာန်နံပါတ်2ကကြတော့မိသားဆန်ဝါခိုင်ရှာအင်ဒတ်မိသားဆန်ဒီကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ဒါကကြတော့အလုပ်ကိုင်တွေကိုပြောရတော့မှာအဲဆိုအစ်ချီဘန်နံပါတ်1ကကြတော့ယာမာရာဆန်ရဲ့အလုပ်ကိုင်ကဘန်ဝန်ထမ်းဆိုတော့ယာမာရာဆန်ဝါဂင်ကိုအင်ဒတ်ယာမာရာဆန်ဒီဘန်ဝန်ထမ်းဖြစ်ပါတယ်နိဗ္ဗာန်ဝါတိုဆန်ဝါဆန်ဆေဒတ်ဝါတိုဆန်ဒီဆရာတယောက်ဖြစ်ပါတယ်စံပန်တာဝပွန်ဆန်ဝါဂကုဆေဒတ်တာဝပွန်ဆန်ဒီကျောင်းသားတယောက်ဖြစ်ပါတယ်ယွန်ပန်ရှမီတိုဆန်ဝါခိုင်ရှာအင်ဒတ်ရှမီတိုဆန်ဒီကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်ဟုတ်ပြီနော်မှန်လားမှန်တယ်ဆိုတော့တော်တယ်နော်ဒါလေးတွေကိုတေချာလေးလိုက်လုပ်ပါနော်အချိန်ရှိတဲ့အချိန်မှာနော်ပတ်စံလဲပေးစရာမလိုကိုရတဲ့အချိန်လေးမှာတေချာလေးလဲတင်ကြားခွင့်ရတယ်ဆိုတဲ့ခါကျတော့လေအဆင်ပြေမယ်လို့ထင်ပါတယ်နော်ပြည့်ခါကျတော့စမ်းပန်ကကြတော့မိသားဆန်ဝါဂင်ခိုအင်ဂျာအာရီမာဆန်တဲ့ဒီတခါကျတော့အငင်းလေးတွေကိုပြောရမှာပေါ့နော်အငင်းလေးတွေကိုပြောရဲဆိုတော့မိသားဆန်ဒီတဲ့ဘန်ဝန်ထမ်းတရားမဟုတ်ပါဘူးတဲ့နော်အချီဘန်ယာမာရာဆန်ကကုဆေဆိုတော့ယာမာရာဆန်ကျောင်းသူမဟုတ်ဘူးသူကဘန်ဝင်တန်းဆိုတဲ့အတွက်ကြောင့်မလို့အငင်းပြောမယ်ယာမာရာဆန်ဝါကကုဆေဂျာအာရီမာဆန်ယာမာရာဆန်ဒီကျောင်းသူတရားမဟုတ်ပါဘူးနေဘန်ဝတ်တိုဆန်ဝါဒိုစ်ဂျင်းနဲ့ဝတ်တိုဆန်ကတဲ့ဂျာမနီလူမျိုးဆိုတော့ကြည့်လိုက်တော့ဝတ်တိုဆန်ကအင်္ဂလိပ်လူမျိုးပေါ့နော်ဆိုတဲ့အခါကျတော့ဒါလည်းအငင်းကိုပဲပြောရမယ်ဝတ်တိုဆန်ဝါဒိုစ်ဂျင်းဂျာအာရီမာဆန်ဝတ်တိုဆန်ကဂျာမနီလူမျိုးမဟုတ်ပါဘူးစံပန်တာဝပုဆန်ဝါစန်စေတာဝပုဆန်ဆေရရဲဆိုတော့ကြည့်လိုက်တော့တာဝပုဆန်ကကုစေကျောင်းသားဖြစ်နေရဖြစ်တဲ့အတွက်ဒါလည်းအငင်းကိုပဲပြောရပါဖြစ်တယ်တာဝပုဆန်ဝါစန်စေကြအာဒီမာဆန်တာဝပုဆန်ကဆေရမဟုတ်ပါဘူးယောမန်ရှုမီတိုဆန်အမေရိကချင်းတဲ့ရှူမီတိုဆန်ကအမေရိကန်လူမျိုးဆိုတော့ရှူမီတိုဆန်ကိုကြည့်လိုက်တော့ဒိုအစ်သူကဂျာမနီလူမျိုးဆိုတော့အမေရိကန်လူမျိုးမဟုတ်ဘူးဆိုတဲ့အကြောင်းညင်းရမယ်ရှမီတိုဆန်ဝါအမေရိကချင်းဂျာအာရီမာဆန်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ယွန်မန်ကမိသားဆန်နဲ့အမေရိကချင်းနဲ့ဒါမိကုန်းလေးမေးပြီးတော့ဟုတ်တယ်ဆိုရင်ဟိုင်းနဲ့ဖြေပြီးတော့မဟုတ်ဘူးဆိုရင် e ရဲ့နဲ့ဖြေရမယ်မိကုန်းထဲမှာဖြေပါပြီးသားဖြစ်တဲ့ high e ရဲ့မိကုန်းပုံစံလေးဖြစ်တယ်မိသားဆန်ဝါအမေရိကချင်းဒက်စကာတဲ့မိသားဆန်ဒီအမေရိကန်လူမျိုးဟုတ်ပါသလားသူထင်တဲ့ဟာကိုပါတခါတည်းထည့်ပြီးတော့အဖြေပါထည့်ပြီးတော့မေးထားဖြစ်တဲ့အတွက်သူမေးထားတဲ့သူထင်တဲ့အဖြေကဟုတ်တယ်ဆိုလို့ရှိရင် high မဟုတ်ဘူးဆိုရင် e ရဲ့ဒီမှာကျတော့မိသားဆန်အမေရိကန်လူမျိုးလားဆိုတော့ကြည့်လိုက်တော့အမေရိကန်လူမျိုးဟုတ်တယ်ဆိုတော့ high အမေရိက genders ဟုတ်ကဲ့အမေရိကန်လူမျိုးဖြစ်ပါတယ်ဟုတ်ပြီနော် particle ဝါရှေးရဟာကိုပြန်ထည့်စရာမလိုဘူးเนาะနောက်တစ်ခုကကြတော့မိသားဆန်နဲ့အီရှာတဲ့မိသားဆန်ဆရာဝန်လားတဲ့သူထင်တဲ့ဟာမေးချပလိုက်ပြီးမိသားဆန်ဝါအီရှာဒက်စကာတဲ့မိသားဆန်ဒီဆရာဝန်တရားဟုတ်ပါသလားဆိုတော့သူထင်တဲ့ဟာဟုတ်မဟုတ်ကြည့်လိုက်တော့မိသားဆန်ကအီရှာဆရာမဟုတ်ဘူးခိုင်ရှာအင်းဆိုတော့သူထင်တဲ့ဟာဒီသူမေးတဲ့ဟာဒီမဟုတ်ဘူးမှားနေတယ်ဆိုတော့ညင်းမယ်ဤရဲ့ဟင်အင်းအီရှာဂျာအာဒီမာဆန်ဆရာဝန်မဟုတ်ပါဘူးဟုတ်ပြီနော်ပါတီကယ်ဝါရှိရဟာကိုပြန်ထည့်ဖြည့်စရာမလိုဘူးဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးဖြည့်ပေးရုံပဲနောက်တစ်ခုအီချီဘန်ယာမာရာဆန်နဲ့ဂီခိုအင်းဆိုတော့သူကဘလို့မေးချလိုက်မှလဲဆိုတော့ယာမာရာဆန်ဝါဂီခိုအင်းဒက်စကာယာမာရာဆန်ကဘဝင်တန်းလားတဲ့သူကမေးချပလိုက်ပြီးဆိုတော့သူမေးတဲ့ဟာမှန်လားမလားကြည့်ဖို့ပုံလေးကိုကြည့်လိုက်တော့ဟုတ်တယ်ဂီခိုအင်းဆိုတော့
Hi Giko Indus ဟုတ်ကဲ့မဝင်နဲ့ဟုတ်ပါတယ်နောက်တစ်ခုကကြတော့ what to san ခိုင်ရှာအင်းနဲ့ what to san ကိုကြည့်လိုက်တော့ what to san ဝါခိုင်ရှာအင်း desk ကတဲ့သူမေးချလိုက်ပြီး what to san ကုမ္ပဏီဝင်ထလားတဲ့မေးချလိုက်ပြီးမေးချလိုက်တော့ကြည့်လိုက်တဲ့ခါကျတော့မဟုတ်ဘူး what to san စမ်းစေးဆိုတော့သူမေးထားတာမှားနေပြီဆိုလို့ရှိရင် e ရဲ့ဟင်အင်းခိုင်ရှာအင်းဂျာအာဒီမာဆန်ကုမ္ပဏီဝင်ထမဟုတ်ပါဘူးဟုတ်ပြီနော်အဲ့တော့မှအပြည့်စုံဖြည့်ခြင်းဘလို့ဖြည့်လို့ရတယ်လဲဆိုတော့သူကိုကနေပြီးတော့ what to san လောက်ကရဘာလုပ်နေလဲဆိုတာအတိအကျသိရဆိုရင် e ရဲ့ခိုင်ရှာအင်းဂျာအာဒီမာဆန်ဆန်စေဒတ်ဟင်အင်းသူကကုမ္ပဏီဝင်ထမဟုတ်ဘူးကျောင်းဆရာပေါ့နော်ဆရာတယောက်ဖြစ်တယ်ဆိုပြီးတော့အဲ့လိုပြည့်စုံဖြည့်ပေးလဲရသေးတယ်ပြီးတာဝါပို့ဆန်ဝါဆန်စေးတက်စကားတဲ့တာဝါပို့ဆန်ကဆန်စေးလားတဲ့ကြည့်လိုက်တော့မဟုတ်ဘူး तू ကဂကုစေးဆိုတော့ तू မေးထားတဲ့ဟာကြီးကမှားနေပြီဆိုတော့ညင်းရတော့မယ်ဆိုတော့ e ရဲ့ဆန်စေးကြအာဒီမာဆန်ဟင်အင်းဆန်စေးဆရာမဟုတ်ပါဘူးပြီးရှုမီတိုဆန်ဝါဒိုဤစချင်းတက်စကားတဲ့ရှုမီတိုဆန်ကဂျာမနီလူမျိုးလားတဲ့မေးလိုက်ပြီးကြည့်လိုက်တော့ဟုတ်တယ်သူမေးထားတာမှန်တာဖြစ်တဲ့အတွက် hi ဒိုဤစချင်းတက်ဟုတ်ကဲ့ဂျာမနီလူမျိုးဖြစ်ပါတယ်ဟုတ်ပြီနော်ဘယ်လိုဖြေရမလဲဆိုတဲ့ဟာလေးကို exercise လုပ်ခိုင်းတဲ့အချိန်မှာတေချာရှင်းပြပေးရဖြစ်တဲ့အတွက်အဖြေတိုက်တာကတော့အဖြေလေးတွေကိုပဲပေါ့နော်မြန်လေးပြောသွားတာဖြစ်တယ်ပေါ့နော်မိနာဆန်တို့လည်းအကြိုက်ဆိုပြေးနေမှာဆိုလို့နော်ဖြေထားတဲ့ဖြေလေးနဲ့ဝရရှိအတန်လေးနဲ့တိုက်ကြည့်ပေါ့နော်မှားနေရလေးရှိလို့ရှိရင်လည်းပြင်ပေါ့နော်အကယ်၍မှားနေတဲ့နေရာရှိတယ်ဆိုဝရရှိပြောတာနဲ့လွဲနေရဆိုဆီယမဒီလိုပြောတယ်ငါဒီလိုဖြေထားတယ်ပေါ့နော်ဘာလို့လဲဒီဖြေဘာလို့မဟုတ်ရတာလဲလို့ခေါင်းထဲမှာမရှင်းဖြစ်နေတယ်ဆိုရင် comment ထဲမှာမေးသွားလို့ရပါတယ်နော်အဲ့ဒါကိုပြန်ရှင်းပြပေးပါမယ်မေးလို့ရပါတယ်နော်မှားမှမကြောက်ပါနဲ့အမားရှိမှအမှန်ရှိမှာပေါ့နော်အမားရှိမှအမှန်ကိုသိတဲ့သူကပြင်ပေးမှအမှန်ဖြစ်မှာပေါ့နော်အမားကြီးတိုင်းပဲထားရဆိုရင်တောက်လျှောက်ကြီးမှားသွားမှာဆိုတော့လေနော်ဟိုက်နာဆန်အခုလိုလေးတေချာလေးလိုက်လုပ်ပေးကြတဲ့သူများရှိတယ်ဆိုလို့ရှိရင်ပေါ့နော်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဂျပန်စာမှာတော်တဲ့တက်တဲ့သူတွေဖြစ်ကြပါစေနော်ဟိုက်မတာနဲ့